ဒါမဲ့လူတွေအပြစ်တင်နေတဲ့သူကိုချီးမြှောက်တာဖခင်ဖြစ်တယ်လူတွေပြစ်ပယ်ထားတဲ့သူကိုလူတွေပြစ်ပယ်ထားတဲ့သူကိုထိတ်ဆုံးထိချီးမြှောက်တာလည်းဖခင်ပဲဖြစ်တယ်တင်မကြဘူးတင်မကြသေးဘူးကျွန်တော်ပြောမယ်လူတွေပြစ်ပယ်တဲ့လူတွေကပြစ်ပယ်တဲ့လူတွေကဂျောင်ထိုးထားတဲ့လူကိုဖခင်ချီးမြှောက်တဲ့ဖခင်နော်နောက်ချမ်းစာထဲမှာဘာတွေ့ရဆိုတော့သူများပြစ်ထားတဲ့ကြောက်ကလေးရတဲ့ဖခင်တကယ်အဲ့ဒီပြစ်ထားတဲ့ကြောက်ကိုတဲ့တိုက်ရဲ့ down ထိတ်ထိ cornerstone အရေးကြီးဆုံးနေရာမှာပြန်ထားတဲ့ဖခင်တဲ့ building တစ်ခုမှာတင်လေ့လာကြည့် cornerstone ဆိုတာအရန်ရေးကြီးတယ်ဒါကျွန်တော် engineer တွေဟလာကိုအောင်တို့ဆိုသိတယ် cornerstone ဆိုတာအရေးကြီးတဲ့နေရာမှာရှိတယ်သူများပြစ်ပယ်ထားတဲ့ကြောက်ကိုတဲ့ဖခင်ကတဲ့အရေးကြီးဆုံးနေရာမှာသူများအရေးမကြီးဘူးလို့အရေးမပါတဲ့ကောင်လို့ပြစ်ထားတဲ့ကောင်ကိုတဲ့ဖခင်ကအရေးကြီးဆုံးနေရာမှာပြန်ထားတတ်တဲ့ဖခင်ကကျွန်တော်တို့ဖခင်တဲ့အာမင်တောင်တင်ဘယ်တော့မှစိတ်တမကြပါနဲ့ညီကိုမောင်မတော်တင်ရောလောကကြီးအသုံးမကျတဲ့ကောင်လို့ပြောရင်အသုံးဝင်ဆုံးကောင်ဖြစ်အောင်ဖခင်ကပြန်လုံနိုင်တဲ့ဖခင်အဲ့ဒါကျွန်တော်တို့ရဲ့ဖခင်ပဲညီကိုမောင်မတော်သူများဒီကောင်လကားပါကွာဆိုတဲ့ကောင်ကြည်ထားမချခင်အဲ့လူဖခင်ချီးမြှောက်တော်မယ်ဒါကြောင့်အလကားပါကွာလို့အပြောခံရတဲ့အပေါ်မှာတင်စိတ်တမကြဖို့အရေးကြီးတယ်ဒီကောင်လကားပါကွာလို့ပြောရင်သူများကြိုက်တာပြောပါစေယောလခန်းကြီး3ငယ်30အားလုံးခဏလေးကြည့်အောင်မြန်မြန်လေးဖတ်ပါအလကားကောင်းပါကွာလို့ပြောတဲ့လူဖခင်ကပြန်သင်ပေးတယ်နှုတ်ကပတ်တော်အားလုံးဖတ်ပါတန်ထွန်သွားများကိုဓာဖြစ်စေခြင်းက၎င်းတစင်များကိုလမ်းဖြစ်စေခြင်းက၎င်းထူလောက်ကြလောဒီမှာပြောပြီးအာနေသောသူကငါအားကြီးသည်ဟုပြောဆိုစေဖခင်ဘာပြောလဲသူများကဒီကောင်ဘာမှမရှိတဲ့ကောင်လို့ပြောရင်ဘာပြောမလဲဖခင်ကသူများပြောတယ်မင်းလိုက်ဝန်ခံစရာမလိုမင်းပြောမဲ့စကားပါလေငါအားကြီးသည်ဟုပြောဆိုစေတဲ့ဒါအင်္ဂလိပ်ဆိုရင်ပါလေ let the weak say I am strong let the weak say I am strong ဆိုစကားဒီကနေလာတာဒီချမ်းပိုက်ကနေလာတာ let the weak sayဒီကောင်ပညာတစမမတတ်တဲ့ကောင်မှာကွာလို့ပြောရင်သင်မပူနဲ့သင်မပူနဲ့သင်ပညာနဲ့ပြေဝတော်သူဖြစ်လာလိမ့်မယ်ဒီနေ့တကဘာလုံးမှာကျွန်တော် ministry စတင်လို့ဖြန့်ကျက်နေပြီကျွန်တော်ဘယ်ကျမ်းစာကြောင်းမှမတက်ခဲ့ဘူးအတန်းပညာပိုင်းဆရာမလဲ10တန်းတော့မအောင်တဲ့လူကျွန်တော်စီးပွားရေးတွေရောကျွန်တော်ရဲ့ဟလာဒီအမေရိကမှာမကြဘူးဖွင့်ပဲကျောင်းတွေရောဒီလိုမျိုးကျောင်းအမေရိကမှာကျွန်တော်ပြန်လုပ်ဖို့ရှိတယ်အမျိုးစုံလုပ်တဲ့နိုင်ငံတကာမှာဖျားခင်ကိုပြင်ဆင်ထားတယ်ဒါတွေဘယ်ပညာနဲ့လာလဲဖျားဆရာလာတဲ့ပညာလေကျွန်တော်စီးပွားရေးမှာလုပ်သမျှမှာဘာလို့အောင်မြင်တာလဲဆိုတော့ရှင်းရှင်းလေးဖျားဆရာလာတဲ့ပညာကြောင့်ကောင်းကြီးပေးတာကိုဖခင်အသင်ကိုကောင်းကြီးပေးတယ်ဆိုတာသိယုံနဲ့ပညာမဟုတ်ဘူးဗျအဲ့ဒီပေးထားပြီးသားအရာကိုဘယ်လိုရယူရမလဲဆိုတော့သိတာမှပညာမရမှာဆိုလို့ပြန်ပြောမယ်ဖခင်သခင်သင်ကိုကောင်းကြီးပေးထားပြီးပြီဆိုတာကိုသိတာပညာမဟုတ်ဘူးအဲ့ဒီပေးထားတဲ့ကောင်းကြီးကိုဘယ်လိုရယူရမလဲဆိုတာသိချင်းပညာတော့ကျွန်တော်ညီကိုမောင်မအားလုံးကျွန်တော်အားပေးခြင်းတယ်သူများဘာပြောအရေးမကြီးဘူးတင့်ကိုသူများအားနေတဲ့လူပြောရင်တင်ပြပြောရမှာပါလဲငါကအားကြီးသောသူဖြစ်တယ်လို့ပြောဆိုစေမင်းကမကြမ်းမာတဲ့ကောင်လို့ပြောရင်ပါလဲတင်ကဘာပြောမလဲငါဒီကြမ်းမာတော့မင်းကဘာမှလုံနိုင်တဲ့ကောင်မဟုတ်ပါဘူးတင်ဘာပြောမလဲငါဒီအရာခတ်သိမ်းကိုတတ်နိုင်သောသူဖြစ်တယ်အာမင်မင်းစင်ရတော့သူလို့သူများနေဘာပြောမလဲငါဒီကျွယ်ဝတဲ့သူဖြစ်တယ်လို့တင်ပြောရင်မကြားခင်မှာအဲ့ဒီကျွယ်ဝခြင်းကတင့်စီကိုစီးဆင်းလာလိမ့်မယ်ကျမ်းမာခြင်းတွေစီးဆင်းလာလိမ့်မယ်မျက်နှာသာစီးဆင်းလာလိမ့်မယ်လုံနိုင်တဲ့အရေးချင်းတွေပေါ်ထွက်လာလိမ့်မယ်အာမင်သူများဒီကောင်လက်ကားကောင်းပါကွာဆိုလက်ညှိုးထိုးပြစ်တင်ကဲရဲ့ရှုံချကြိုက်တာပြောပါစေတင်ပြောတဲ့စကားကမင်္ဂလာစကားဖြစ်ပါစေ
မှတ်ထားဘယ်သူမှကောင်းကြီးမပေးရင်နေပါစေတင့်ကိုတင်ပြန်ကောင်းကြီးပေးတတ်တော်သူဖြစ်ပါစေအဲ့ဒါကိုပြောတာမင်းကိုဘသူကဘာပဲပြောအားနေတော့သူပါလဲငါအားကြီးသည်ဟုပါလဲပြောဆိုစေတဲ့